Hello အောင်မင်္ဂလာပါခီပါခီကတော့ဒီနေ့မှာအိမ်ငိုင်းလေးကိုပြပေးရဲဗီဒီယိုအပိုင်း3ကိုရောက်ရှိလာပါပြီအပိုင်း3မှာဆိုရင်ခီတို့တက်အိမ်မဲရှိရပေါ့နော်အဲ့တော့နောက်ဆုံးအိမ်လေးကိုခီကပြပေးသွားမှာပါနောက်ဆုံးအိမ်လေးကဘယ်လိုလဲဆိုတော့လိုက်ကြည့်ပေးကြပါအောင်ရှင်ဒီဗီဒီယိုလေးပြီးပြီဆိုလို့ရှိရင်တော့ခီမီးလာရင်ဒါတမျိုးတကြံနဲ့ပတ်သက်တဲ့ဟာလေးတွေကိုခီရတင်ဆက်ပေးသွားမှာပါ tutorial ကြီးလည်းနောက်မှလာမယ်အိမ်ဆောင်လေးလေးလာမယ်ပေါ့နော်ခီဗီဒီယိုတွေကအများကြီးတင်လို့ရအကြံစီရှိပေမဲ့လည်းတို့တော့ရပြက်ဖုန်းမရှိMB ကလည်းမရှိဘူးပေါ့နော် Wi-Fi နဲ့သုံးမယ် Wi-Fi က line မကောင်းတဲ့အတွက်ပေါ့နော်ဒါအခုတော့မှခီတက်တာအဖိုးအိမ်မှာမလို့ Wi-Fi အရင် line ကောင်းနေရပါခက်တာဆိုလို့စရရအောင်လုံးစုံနဲ့ခီတို့ဒီ AID ထည့်ပါမယ်ခီထည့်ပါမယ်နော်ခုကဲပြီးပြီဆိုလို့ရှိရင်တော့ခီတို့ okay ပါ okay တောင်းလို့ပါကဲလိုက်ပြမယ်ပေါ့နော်အိမ်ကြီးကိုခီဗီဒီယိုမတိပြတာတောင်းမှမှာရှင် sorry ပါကဲဒါကတော့ပန်းရောက်အိမ်လေးပါပဲဟုတ်လေဒီနောက်မှရက်ကမှာနော်ပန်းရောက်အိမ်လေးကိုလည်းကြိုက်ကြမယ်လို့ထင်တယ်သူကအခန်းနောက်တစ်ခန်းလည်းထပ်ပါပါတယ်ရဲမှာဆိုပါလေးပါမယ်ဆိုဒီကိုထိုင်လို့ရမယ်ခုံလေးပါမယ်သမင်းစပွဲလေးပါမယ်ရေကေးတပါမယ်နောက်ပြီးတော့ဒီမှာလည်းနောက်တစ်ခန်းပေါ့နော်သူကလည်းသူဒီချော်လုပ်ပေးထားတယ်ဒီမှာခီကိုပြင်းပြထိုင်လို့ရမယ် TV ကြည့်လို့ရမယ်ပေါ့နော်စာအုပ်စင်လေးလုပ်ပေးထားတယ်ဒီပြဒီမှာခီကိုကြိုက်တဲ့လောက်ထိုင်လို့ရတယ်အောက်မှာလည်းလုပ်ပေးထားတယ်မိုက်ပါရှင်မိုက်ရောဒီခန်းလေးလည်းသူကလည်းသူတည်တက်ရှိရပေါ့နော်အရင်မလုပ်ထားတာပဲရှိရပါခီလဲလို့လုပ်ဖို့ကြံစီထားတာပေါ့နော်ဒါပေမဲ့သူ့လိုစိတ်မရှိတာနဲ့ဒီမရောက်တော့ခီစားတယ်ဆိုတော့စိတ်ရှင်မရမှာပေါ့နော်ခီတို့ကစိတ်မရှိတော့အရင်တိတ်အဆင်မပြေဘူးရှင်စိတ်မရှိဘူးဆိုတာတခုခုမှားလိုက်လို့ရှင်ဒီတကားတော့ဘာညာဆိုပြီးခီကအဲ့လိုဖြစ်သွားအစမမျိုးသူကလည်းအရင်လှုပ်ထားတဲ့မှာမပါဘူးပေါ့ဒီရောက်မှဆိုသိမလှုပ်ထားပေမဲ့သူကလည်းသူတော့လှအောင်လှုပ်ပေးထားပါရှင်ဒီမှာဒါမီးမြောင်လှုပ်တာလားမဖြစ်တော့ဘူးနော်ဘာဖြစ်လို့ဆိုတော့ဒီလိုမျိုးဒီရေဘူးလို့ဘာလို့သူရွှမ်းဆုံးနောက်ပြီးတော့ဒီမှာဟိုဗလဲတို့တားတဲ့ဟိုဗလဲထိုင်လို့ရပါမယ်ဆိုနေပါထိုင်လို့ရမယ်ဝလန်းလို့ရမယ်ဒီမှာလေးနောက်တစ်ခုထပ်ထားပေးထားပါနော်လာတယ်သူကလည်းသူခီရတော့အရင်ကြိုက်ပါတယ်နောက်ဘက်မှာဘာမှမရှိပေမဲ့လည်းတော်ရေကူးကန်ကိုထားပေးထားရပါတော့ရေကူးကန်လေးကိုထားပေးထားရင်နောက်ပြီးမခီရေကူးပြမယ်နော်ဟိဝင်မဝင်ရန်နာလေးနေပြီးတော့ခီတို့မီးပြမပြခီတွေကတော့အားကိုခြံပြီးတော့ခီဗီဒီယိုတင်မှုတော့ဆုံးဖြတ်ထားညမှလည်းအားတာဖြစ်တဲ့အတွက်ခီတို့ကတင်ချင်မှတင်တာဗီဒီယိုကအဲ့လိုအားပေးကြပါအောင်လို့ခီဒီကိုလေး subscribe ဟောပြရအောင်9ပြအောင်လို့ 9K တောင်ကြီးကိုမပြေသေးဘူး 9K ပြည့်ခီကင်မန်းလေးပေးဖို့စီစဉ်ထားပါရရှင်ပတ်စံပေးဖို့ပေါ့နော်အဲ့တော့ 9K ပြအောင်လုပ်ပေးကြပါဦး 100K ပြအောင်လုပ်ပေးကြပါသူများတွေကျတော့ 100K ပြည့်နေခီကြတော့မပြေသေးဘူးကင်မန်းလေးပေးဖို့လုပ်ထားတာပေါ့နော်ကဲဒါကတော့ပန်းရောင်အင်းလေးပဲဖြစ်ပါတယ်ခီ review တွေပါမပေးတော့ဘူးဘိုက်ကိုပဲသွားကြည့်ဖို့ခီရတော့ညွှန်းကျင်ပါတယ် review တွေပါတော့မပေးတော့ဘူးပေါ့နော် ID ကိုလည်းခီပြပေးပါမယ်သူချန်နေ ID မပြောဘူးလားဆိုဖြစ်ဖို့မယ်ပြောရမယ်ခဏ ID ကဒီမှာ ID ကတော့ဒီမှာပါရှင် ID ကဒီမှာနော် ID က001619669932ပဲဖြစ်ပါတယ်ရှင်ကဲ ID ကပြပြီးဆိုဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒါကတော့အပိုင်း3ပါ bye bye